Hello ကဲဘိုက်ပူခါတုတ်စီကြရှင်တဲ့သူတွေတဝမ်းလေးကိုမြင်မြင်တာမှားထားပြီးစားလိုက်တော့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မနေ့ကကိုယ့်ရဲ့ကာစမာတယောက်ကဖုံးဆက်ပြီးတော့ပြောတယ်ပေါ့နော်အရင်တော့ကသူ့ရဲ့ဒီဖားရဖောင်းဖောင်းနဲ့ပြပြပြီးတော့မျက်နှာကြီးခနာကွာလည်းပွားပြီးပေါ့နော်အခုဆိုလို့ရှိရင်ကိုရီလေးလည်းစစ်သွားတယ်တဲ့သူကအဆင်ပြေတယ်ပေါ့နော်နောက်ပြီးတော့ဝမ်းလဲမှန်တယ်သူကဝိတ်လဲကြတယ်ဘိုက်လဲချက်လာတယ်ပေါ့နော်အဲ့ဒါဖုံးဆက်ပြီးတော့ပြောပါတယ်မနေ့ကဆိုလို့ရှိရင်လွယ်လင်ကိုယူဘူးက3ဘူးလက်ဖက်6ပေါ့နော်ဆေးလက်ဖက်6က2ဘူးပို့ရပါတယ်ရှင်ဒါကြောင့်မလို့အရန်ပြောပါတယ်နောက်ပြီးတော့သူ့ကိုလေမနေ့တစ်ချိန်ညတစ်ချိန်ရေဖြော်ပြီးတောက်ပြီးနော်သူကလေတဘာဝပစ္စည်းနဲ့ပဲထုတ်လုပ်ထားတာပါမကြီးမဲ့ထန်းလျက်ပြားရည်တိကျဘိုးမုတ်ပြီးလို့ရှိရင်ဂျင်းစားလို့ပေါ့နော်တဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာဒါပေမဲ့သူ့ကိုစီးကြိုရှိတဲ့သူဆိုရင်တုံးလို့မရပါဘူးနော်စားလို့မရဘူးအတွေးတူတမစားလို့ရတယ်စီးကြိုတမဆိုမရဘူးစီးကြိုတမဆိုလို့ရှိရင်တဝမ်းဆေးလက်ဖက်6ပေါ့နော်အဲ့ဒါလေးကိုအစာစားပြီး10မိနစ်ခန့်ပေါ့နော်အစာမစားခင်10မိနစ်ခန့်စိန်ထားပြီးသူ့ကိုတောက်ပြီးနော်အဲ့ဒါလေးပြမယ်နော်ခဏဒါကြတွေးတိုးစီးချိုတမတောက်လို့ရတယ်သူအစာစားပြီးမှပဲသူတောက်ပေးရပါနော်တနေ့ဟိုမှာတထုပ်ပဲပုံမှန်လေးပဲယူနွေးပူပူလေးပိုတောက်ပေးဒါဆိုရင်အဆင်ပြေတယ်ပေါ့နော်စီးချိုတွေးတိုးတမတောက်လို့ရတယ်တွေးရနေတဲ့လူမရဘူးကိုဝင်ဆောင်မရဘူးခလေးနှုတ်တိုင်းမရပါဘူးနော်ဒီဆေးလက်ဖက်6ကဒီတဝမ်းလေးကကြတော့စီးချိုတမလွဲပြီးတော့ကျန်တဲ့သူတဲ့ပါတယ်နော်အဲ့ဒါလေးလာပြောပြခြင်းဖြစ်ပါတယ်ကဲတပူးကို16500ဖြစ်သွားပါပြီသူကလေပြောမဆိုရင်မှုေးပြီးမှလည်းအရသာလည်းအရန်ကောင်းတယ်ချိုတယ်ပေါ့နော်ဒါကြောင့်မလို့စီးကျိုတမမတဲ့တာပါရှင်တဝမ်းယူလေးကိုတဝမ်းယူလေးကိုစီးကျိုတမရှိတဲ့သူတွေကဒီဆေးလက်ဖက်6လေးပဲတောက်ပေးနော်ဒါလေးမစားပေးနဲ့ဒါလေးကတွေးတိုးတမဆိုစားလို့ရတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဝမ်းမှန်နဲ့အစီကြတယ်မနေ့ကအမတယောက်ကဆိုလို့ရှိရင်လေသူကိုလုံးလဲကြစ်လာတယ်မျက်နှာလေးဆိုလဲပေါ်လာတယ်ပေါ့အရင်တော့သူ့မျက်နှာပြပြဲနဲ့အစီတွေနဲ့ပေါ့နော်အခုဆိုဝမ်းလဲမှန်လို့တဲ့အစီလဲကြလို့ထပ်မှအောင်မဲ့လို့ပြပါတယ်ရှင်ကဲဒီရက်ပိုင်းမှာဆိုလို့ရှိရင်တဝမ်းနဲ့အများကြီးရောင်းရပါတယ်ကဲနောက်ထပ် order လည်းထပ်တင်မှုရှိပါတယ်ဝယ်ခြင်းတဲ့သူဆိုလို့ရှိရင်10ဘူးကနေစပြီးကိုယ်စလဲဈေးနဲ့ရမှာဖြစ်ပါတယ်ရှင်ကျေးဇူးပါတတာလို့စားပြီးတော့ရေဝမ်းတောက်ပေးနော်မှန်ရိုးရည်လည်းရတယ်ရေခဲရည်လည်းရတယ်ကိုကြိုက်နေတာနဲ့တော့အဲ့ဒါပိုအဆင်ပြေဖြော်တာပိုအဆင်ပြေပေါ့နော်ဒါကတော့ဒီကလေးကိုစားပြလိုက်တာပါအရကအရင်ကောင်းပါတယ်